အဲ့ဒီကပြန်ပိတ်သွားပါဦးဟာအဲ့လိုလိုရတယ်ဘုတော့ကတော့အဲ့တိုင်းကြီးပဲဆွေကရောက်ချင်းတော်မများလို့ဖယားမှုရှိတော့ဆရာတော်ကတော့အရှင်သူမြတ်ပေါင်းတော့ဖယားရှင်ဒီတဲ့အာယုဆုံးကိုဝိဇ္ဇရက်ွယ်ကောက်ကားတော်ရတိုင်းအောင်ရတနာတော်တိုင်းရတနာပေတာဝိယယူသူတွေတပည့်တန်ခါတော်များနဲ့ဓာယိတတန်ခါမများမှစီပေါင်းတွေစတုဒိဒံမဟာတတိယတဏ္ဍနာအာယုဆုံးကိုစက္ကန့်လောင်းလုံးနေခြင်းဖြစ်ပါတယ်ဆရာတော်ကတော့ရှင်သူတော်တော်ဗျာခဲ့တယ်လားဆရာတော်ကတော့ရှင်သူတော်ဘုရားကိုယ်တော်မယုံမှုရှိတော့ဆရာတော်ကတော့ရှင်သူတော်ပေါင်းလို့ဗျာယနေ့မနေ့အာယုဆုံးကိုသောက်ကားတော်ရတဲ့အာဝရဏကြောင့်ဗတ္တနာမေတ္တာဝိယယူသူတွေတပည့်တန်ခါတော်များဓာယိတမများမှာစတုဒိတံမဟာတဏ္ဍတဏ္ဍနာအာယုဆုံးကိုဥပ္ပဗုဒ္ဓအဝရစေတနာသုံးတဲ့တက်ခံပြီးဖယားကိုရှိတော်ဆရာတော်တို့ဆက်မြပေါင်းတို့အားသံဃာကိုကိုယ်တော်ကိုအာယုပြု၍စတုဒိတံမဟာတဏ္ဍတဏ္ဍနာအာယုဆုံးကိုစက္ကန့်လောင်းလို့နေခြင်းဖြစ်ပါလေဆရာတော်တို့ဆက်မြပေါင်းတို့ဗျာဆရာတော်ကတော့ရှင်သူတော်ဘုရားကိုယ်တော်ဖယားမှုရှိတော့ဆရာတော်ကတော့ရှင်သူများပေါင်းလို့ဗျာဘယ်နဲ့မလဲအာယုတို့ကိုဥယျာဉ်ဝင်ဘုံဘုံဒီဘုံကိုဝင်းတိုင်းဒိတာစုတို့မှာသတ္တုဒိတာမဟာပတိကတရ